ငါဖမ်းရတာကိုအရန်ဝဒနာပါတဲ့သူတယောက်တော့မဟုတ်ပါဘူးဒါပေမဲ့တက်မှာတစ်ခါတော့ကျွန်တော်ငါးများတက်နေနဲ့ငါဖမ်းချင်တာတော့ကြာပါပြီဒီနေ့ကတော့ငါဖမ်းရတာကိုဝဒနာပါတဲ့ကျွန်တော်တငယ်ချင်းတယောက်နဲ့ငါတွားများကြမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မတွားခင်မှာကျွန်တော်ရဲ့ဒီငါးများတက်မှာကျွန်တော်အသင့်ဝယ်ထားတဲ့ငါးများကျိုးနေတဲ့ဒီငါးများချက်တွေကိုကျွန်တော်အခုချိန်မှာတက်ဆင်ရပဲဖြစ်ပါတယ်ဒါတော့ဒီကောင်ပေါ့နော်ဒီကောင်ရှိရတယ်ဒါပေမဲ့ကုန်နေပြီထင်တယ်ကျွန်တော်တကောင်မှမသိဘူးဆိုတော့ကျွန်တော်ခဏနေဒီငါးစာကိုပေါ့နော်ငါးစာကိုကျွန်တော်တွားဝယ်မှာဖြစ်ပါတယ်ကျွန်တော်တို့ငါးများဖို့ငါးတန်းကိုပြင်ဆင်ပြသွားတဲ့အချိန်မှာအခုချိန်မှာကျွန်တော်တွားကြတော့မှာပဲဖြစ်ပါတယ် Okay. ငါတော်များတဲ့နေရာကတော့9မိုင်လောက်ဝေးပါတယ်ဟိုကတော့ငါများဖို့လိုအပ်တဲ့ဒီငါးစာတွေကိုကျွန်တော်ဝယ်နေရဖြစ်ပါတယ် I don't know, that's my first time, so. Oh, yeah. I mean, why is sick? I mean, a lot of people. Families. ငါးစာတွေကိုဝယ်လို့အပြီးမှာတော့ကျွန်တော်တို့ငါဖမ်းမယ့်နေရာကိုရောက်ရှိလို့လာပြီပဲဖြစ်ပါတယ်ဒီနေ့ရာသီဥတုလည်းကောင်းတော့ငါးလာဖမ်းတဲ့သူတချို့လည်းရှိပါတယ်ဆရာကြီးကငါးကြိုးပြစ်ပုံပြစ်နေပြောပြနေပါတယ် Wait. Hey, bro. Yo. Let's go. ငါးများနေတာတနားရီလောက်ကြာတဲ့အခါမှာတော့ကျွန်တော်ရဲ့ဘဝမှာအကြီးဆုံးငါးတကောင်ကိုဖမ်းမိပါတယ်ငါးဖမ်းသွားနေကြလူတွေအတွက်အသေးဆုံးဖြစ်နေပေမဲ့ကျွန်တော်အတွက်ကတော့ငါအကြီးဆုံးငါးကြီးတကောင်ပဲဖြစ်ပါတယ်ကျွန်တော်အခုဖမ်းမိထားတဲ့ငါးလေးကတော့ blue gill လို့ခေါ်ပါတယ်အားရကျဲကုန်ဒီမှာကျိုးနေဒီကျိုးနဲ့ပဲကျွန်တော်ဆက်လုပ်မယ်ကျိုးကတော်တော်လေးကိုရှည်တော့ကွာဒီလိုမျိုးကျိုးကိုလွတ်လာတဲ့ခါမှာဒီကြားထဲမှာကျွန်တော်ဒီတစ်ခါတော့ပေါ့နော်ဒီတစ်ခါတော့ဒီအလုံးလေးထားပါမယ်ဒါလေးထားပါမယ်ဒါလေးပါကျွန်တော်ပြောကျွန်တော်တို့ကောင်းငါးတကောင်ရပါတယ်ငါးတကောင်ဆိုတော့ဒီကောင်ကိုဒီနေ့ပြန်လို့မမေးရမယ်ပြန်သွားလို့ပြောနေတယ်လေ6:45ကျွန်တော်ပြန်ပါတော့မယ်ဘိုင်ဘိုင် It's me guys, bye bye. Bye. Have a good day. Iwan mode. Ini mode yang kita nggak pernah.
10လုံး